နောက်ဆိုငယ်ဦးလေးလည်းမစားဘူးဟိုင်းမင်္ဂလာပါနုနုကိုတော်လာဆဆတတဘလုံးမှာကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့လေဘာဟင်းမချက်လို့ထမင်းကြော်လေးရဲ့ငဖေကြော်လေးရဲ့မဲခောက်ကြော်လေးရဲ့စားပါမယ်ရှင်ငဖေကြော်ဖို့အတွက်ငဖေကိုရေခဲတတတွေကနေပြီးတော့ခဏထုတ်ထားပါမယ်ပြီးရင်တော့ဒေအိုလေးကိုမိခင်ပါမယ်ဒေအိုလေးမိခင်ထားတော့ငဖေကိုင်မှာဖြစ်လို့လက်ကလေးကိုစပြလေးနဲ့စီးပါမယ်ရှင်ဘာလို့လဲဆိုတော့လက်ကြီးနဲ့ကိုင်တာလို့ပြောမှာဆိုလို့ပါရှင်စီချက်မချက်ကိုရှင်းနဲ့ဖြန်းပြီးကြည့်ပါတယ်ရှင်ပြီးတော့ငဖေလေးကိုအထုပ်ကလေးဖြီးပါမယ်ရှင်အထုပ်ကလေးဖြီးပြီးသွားပြီဆိုရင်ငဖေကြော်ရန်အတွက်လက်ကလေးနဲ့လုံးနေပါတယ်ပြီးတော့ဒေအိုးလေးထည့်လိုက်ပါတယ်အရန်ဆန်းကျဲသွားသလားရှင်ငဖေကိုစားခြင်းတလောက်ထည့်ပြီးပြီဆိုရင်လက်ထပ်စေးပါမယ်ရှင်နုနုကငဖေဆိုရင်ကျွတ်နေအောင်ကြော်မကြိုက်တာဖြစ်လို့ကျွတ်နေအောင်ကြော်ပါတယ်ရှင်ပြီးတော့ပကံလေးယူပကံလေးတွေကိုထည့်ပါမယ်ရှင်အဲ့လိုလေးမမဲလေးကြိုက်တာပါရှင်ငဖေလေးကြော်ပြီးသွားပြီဆိုရင်တော့အမဲခောက်ကလေးကိုတွားယူပါတယ်ရှင်အမဲခောက်ကြော်ရန်အတွက်စီလေးနည်းနည်းထပ်ထည့်ပါတယ်ရှင်စီထည့်ပြီးပြီဆိုရင်တော့အမဲခောက်လေးကိုထည့်ထည့်ပြီးကြော်လိုက်ပါမယ်ရှင်ကြောနေစဉ်အတွင်းမှာပဲပြောစရာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့တချို့ဝက်ခောက်ဆိုပြီးရောင်းနေကြတာအခောက်ကြီးသီးသန့်တွေတွေးရပါတယ်ရှင်အမဲသားမစားတဲ့သူတွေဆိုစင်ကျင်ပြီးစားစီကြပါတယ်အခုနုနုကြော်စားတဲ့မဲခောက်ရဲ့အရသာဟာဆိုရင်ဝက်ခောက်အပွားကိုစားရတဲ့အရသာအတိုင်းထပ်တူခံစားရပါတယ်ရှင်ဝက်ခောက်လေးကြော်ပြီးသွားပြီဆိုရင်တော့ပဲလေးကိုထည့်ပြီးတော့ကြော်ပါမယ်ပြီးရင်မနက်ကချက်ထားတဲ့ထမင်းလေးကိုထည့်ပါတယ်ရှင်ထမင်းလေးထည့်ပြီးသွားပြီဆိုရင်စားအနေငယ်ဟင်းကြုံမုံလေးအနေငယ်လေးကိုထည့်ပြီးတော့မှုပါမယ်ကြာညို့ထည့်လိုက်ရတာလေးကတော့မရိုက်လိုက်ရလို့ကြော်ကြည့်ပြီးပါရှင်ကြာညို့ကပဲငယ်များကြီးအနောက်ထည့်ပြီးသွားပြီဆိုရင်မှုပါတယ်မှုပြီးပြီဆိုတာနဲ့မဆလာလေးအုပ်ပါတယ်ရှင်မဆလာကတော့ကလားလေးမဆလာကိုသုံးပါတယ်ရှင်ထမင်းကြော်လေးရပြီဆိုရင်တော့ထမင်းကြော်နဲ့လိုက်ဖက်တဲ့ရေနွေးလေးတေးပါမယ်ရှင်ထမင်းကြော်ပကံလေးကိုရှေ့ကိုသွားထားပါမယ်ပြီးပြီဆိုရင်မဲခောက်ရဲ့ငဖေကြော်ထားတဲ့ဟာလေးရဲ့ကိုရှေ့ကိုထားပါတယ်ထားပြီးသွားရင်ဆိုရင်တော့ရေနွေးလေးတည်ထားစဉ်သုံးပြုခဲ့တဲ့ပစ္စည်းလေးတွေကိုဆေးပါတယ်ရှင်ဆေးပြီးသွားရင်တော့နုနုရဲ့ signature ဖြစ်တဲ့ကျသွန်ဒီကိုအခွန်ခွာပါတယ်ရှင်အခွန်ခွာပြီးတာနဲ့ရေနွေးလေးကြက်ပြီးဖြစ်တဲ့အတွက်ရေနွေးကြရအိုးတွေကိုထည့်ပြီးအရှိကိုယူသွားပါတယ်ပြီးရင်ရေနွေးခွက်ထဲထည့်ပါမယ်ရှင်ကဲစစားပါတော့မယ်ရှင်မုံလာခြင်းကတော့အိမ်မှာတည်တာပါရှင်နောက်ထပ်ဗီဒီယိုလေးမှာမုံလာခြင်းတည်တဲ့ဟာလေးကိုရိုက်ပြပေးပါမယ်ရှင်ကဲအဲ့ဒါဆိုရင်ထုံးစံအတိုင်းနုနုစားတာလေးကြည့်ရင်လည်းရေနွေးချမ်းရဲ့ကောင်းခြင်းဆိုခြင်းလေးတွေကိုပြောပြပေးမယ်နော်ရေနွေးချမ်းရဲ့ကောင်းကျိုးလေးတွေကတော့ရေနွေးချမ်းဟာဆိုရင်ရင်သားကင်ဆာဥမာကြီးကင်ဆာစီးကျိတ်ကင်ဆာတို့ကိုရောကြစေတယ်လို့သိရပါတယ်အစီလည်းကျစေနိုင်တယ်လို့နှလုံးကျန်းမာရေးအတွက်ကောင်းမွန်စေပြီးအုံနောက်ဆွမ်းရည်ကိုလည်းနှိုးကျစေပါတယ်မှတ်ဉာဏ်ကိုမြင့်တင်ပေးလို့အယ်လ်ဇိုင်းမာရောဂါဖြစ်ခြင်းကိုလည်းကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်ကောင်းကျိုးလေးတွေပြောပြီးသွားပြီဆိုရင်တော့ဆိုးကျိုးလေးတွေကိုပြောပြပေးပါမယ်ရှင်ရေနွေးချမ်းဟာဆိုရင်တစ်နေ့ကို2ခွက်ကနေ4ခွက်အထိပိုမတောက်သုံးသင့်ပါဘူးရှင်2ခွက်ကနေ4ခွက်အထိတောက်သုံးမိနေပြီဆိုရင်တော့ရှော့ချသင့်တယ်လို့အကြံပေးခြင်းပါတယ်ရှင်ဘာဖြစ်လို့လဲဆိုတော့လိုတာထက်ပိုတောက်မိသွားရင်နှလုံးခုန်မြန်စေပြီးသွေးတိုးနိုင်လို့အများကြီးမတောက်သုံးသင့်ပါဘူးရှင်ပြီးတော့စိတ်ဖိစီးမှုလည်းဖြစ်စေနိုင်ပါတယ်ရှင်တန်တက်ချို့တက်ပြီးသွေးအားလည်းနည်းစေနိုင်တယ်လို့သိရပါတယ်ကဖိန်းတက်ပါဝင်မှုနည်းတယ်ဆိုပေမဲ့အလွန်အကျွံတောက်သုံးမိတယ်ဆိုရင်အိတ်မပျော်နိုင်တာတွေလည်းဖြစ်စေနိုင်တယ်လို့အသေးနဲ့အယိုးကိုထိခိုက်စေပါတယ်ပြီးတော့ရေနွေးတွေကိုလက်ဖက်ချောက်ထည့်ပြီးချိန်8နာရီကနေ12နာရီကြားဖြစ်သွားရင်မတောက်သုံးသင့်တော့ပါဘူးရှင်လက်ဖက်ချောက်ထဲကဓာတ်ပေါင်းတွေကလေနဲ့ဓာတ်ပြူပြီးကျမကြီးအတွက်မကောင်းတဲ့အရာတွေဖြစ်ပွားစေပါတယ်အချိန်ကြာလာတာနဲ့အမျှဗတိရိယတွေပေါက်ဖွားနိုင်တယ်လို့လေ့လာတွေ့ရှိရပါတယ်ရှင်အခုပြောချင်တာကတော့တရုတ်ရိုးရာဖုံးရွှေပညာအရာထမင်းပကံကိုပိတ်ပြီးမကင်စားကောင်းဘူးလို့သိရှိရပါတယ်ရှင်လက်လာပါပိတ်တယ်လို့ယူဆကြပါတယ်ရှင်ပြောချင်တာအများနေပါတယ်ရှင်မာတဲ့အရာတွေစားရင်လေရှည်သွားနဲ့မကိုက်ဖဲအန်သွားလေးနဲ့ကိုက်ပေးကြပါရှင်ဘာလို့လဲဆိုတော့ရှည်သွားကျိုးသွားရင်မလားလို့ပါရှင်တချို့မလို့ခေါ်ခံရနိုင်ပါလေရှင်ဒီလောက်နဲ့ပဲရက်လိုက်တော့မယ်နော်ကျေးဇူးများကြီးတင်ပါတယ်အားလုံးကိုချစ်ပါတယ်ရှင်မွှစီအားပွားအများကြီးပါရှင်လက်ထဲကငဖေကြိုပဲနားထားရမယ်မသိလို့ပါရှင်